ပတ်တဲ့အနေထားမှာတော့ဒါမြန်မာအသင်း Foreman Alive ပွဲတန်မိုးတော့မြေလုံးနေထားတော့ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ဒီဟာ Ace Korea အသင်း player 2ယောက် REG player 1ယောက်ပြခိုင်းတဲ့ EA player 4ယောက်မြန်မာအသင်း player 4ယောက် Foreman Alive အဲ့တော့ကောင်းလေးတွေငါတို့ကအတိမတူးနေမတူးတွေရောက်ငါတို့ကလက်ချမ်းဆော့ဆော့အောင်ပါကွာမင်းတို့လည်းအပါခေါ်ပါလိုက်ခေါ်ကောင်းလေးဝါပါခေါ်ဒေဝမ်တော့လေတိုက်ထားတဲ့ကောင်လေးဟဲ့လားဒီချိန်မှာသာဒီခွင့်ရေးကိုမြန်မာအသင်းအနေနဲ့ကျွန်တော်တို့ကထိုင်းတဲ့ EU ကိုကျွန်တော်တို့က battle နိုင်အောင်ပြစ်ပြီးတော့ winner chicken တင်ကသိမ်းပိုက်လိုက်မယ်ဆိုရင်ဒီကောင်လေးတွေစိတ်တန်ရရသွားမှာဗျာသိနေတာကိုယ်တင်က AC နဲ့စင်ဘောကလက်ချမ်းငါတို့ကတော့ဆော့နေရတယ်ဒီတီးတန်းဂျိုကာမှောက်သွားပြီဟာရောဒီက extra ခံပြစ်တာရောက်နေဝေးဖြတ်စမ်းဒီကောင်လေးတော့ကပေးလိုက်ဒီကောင်လေးစိတ်ကြံရပေးလိုက်သားမှာကွာပလေယာ2ယောက်တော့နေပြီဒါတကယ်တယောက်ပဲကြရတယ်တာယူဝေးဖြတ်စမ်းပါတယောက်လေးဝေးဖြတ်စမ်းပါအေးတော့လုံးအေးပတိချလာကဲအိုးနည်းနည်းကွာတော့လုံးတော့ဒါပဲဒီနေ့လုံးကြလာကြနောက်တစ်နေ့ပြအန်စီတူကထပ်ပြီးတော့မှောက်သွားခဲ့တယ်ပြီ Oh my god ဒါနေကြီးပြောင်းပဲရှိတဲ့အချိန်မှာတော့မြန်မာအသင်းခွက်တီပဲလုံးဝဝင်ပြီး rush လိုက်ပဲဆိုရင်တော့ကျွန်တော်တို့ time EA ပေါက်တော့ချမ်းတော့တော်တော်လေးရားနေခဲ့ပြီ finally ရောက်ရင်နောက်ဆုံးတော့လေဝင်းတော့ချေခဲ့တင်တာလေးရောက်ရင်